ကျွန်တော်ကလေလူသေးတွေကိုဘာဖြစ်လို့ကိုဗီဒီယိုကိုအရင်ဆုံးကြည့် view 1000ကျော်တက်မှဒါနောက်တစ်ပုတ်တင်လို့ပြောတာကတခြားဘာမဟုတ်ဘူးเนาะဒီဗီဒီယိုကိုကြည့်ပေါ့ကျွန်တော်ပြထားတဲ့ဗီဒီယိုကြည့်အဲ့ဒီမှာ view 400ကျော်ပဲရှိတယ်အဲ့ဒီ view 400ကျော်တယ်နဲ့ကျွန်တော်နောက်တစ်ပုတ်တင်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီကိုအရင်တင်ထားတဲ့ဗီဒီယိုက view မတက်ပါနဲ့ခုနောက်တင်တဲ့ဗီဒီယိုက view တက်နေတာကြည့်သူက1000ကျော် like ဖြစ်တဲ့ကြောင့်မို့လို့သူကဖြည်းဖြည်းနဲ့တက်တော့မှာလူတွေစီပြတ်တော့မှာသူကဒီလို application ကဒီလိုမျိုးလှုပ်တယ်ကျွန်တော်ခဏပြောပြလိုက်တော့လူသေးတွေကသေချာနားလဲအောင်လုပ်ပါတော့ကိုကလည်းသုံးချင်ပြီးတော့ကြတော့ကိုဗီဒီယိုတွေက view မတက်တဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ဒီပြောမှဆိုလို့ချင်းမတင်ချင်တော့တာတွေနောက်ပြီးတော့ဒါပြောမှဆိုလို့ချင်းမလုပ်ချင်တော့တာရှိတယ်ပေါ့နော်ကျွန်တော်မှဆိုလို့ချင်းကျွန်တော် super like တွေပေးလိုက်တဲ့ညီကိုတွေအများကြီးသူတို့တွေကဘာဖြစ်သွားလဲဆိုတော့ပထမတော့လုံးမယ်တင်တာပဲတင် view ကမတက်လာတဲ့ခါမှာမလုပ်ဖြစ်တော့ပဲနဲ့ဒီလိုပဲသွားလိုက်ကြတယ်ပျောက်ကုန်ကြတာပေါ့နော်အဲ့ဒီလူတွေမရှိတော့ဘူးခုဒီတော့ကျွန်တော်ဒီနောက်ထပ်ဆိုကျွန်တော်မပေးတော့ဘူးပေါ့နော်ကျွန်တော်မပေးတော့ဘူးကျွန်တော် invite သမားတွေတောင်မှကျွန်တော်မပေးတော့ဘူးပေါ့နော်ရင်တော့ဆိုကျွန်တော်ပေးတယ်ဒါပေမဲ့ခုနောက်ပိုင်းမပေးတော့ဘူးပေးလဲမပေးဖြစ်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ချိုးတွေကလှုပ်တယ်စတော့လှုပ်တယ်3-4ပုတ်5ပုတ် view ကမတက်သေးဘူးဒီတင်တဲ့ဟာကအရင်လှုပ်တဲ့ခါမှာအဲ့ဒီမှာလွဲမှားမှုတွေဖြစ်တယ်ဘာ view မတက်ပဲနဲ့နောက်တစ်ပုတ်ထပ်တင်တဲ့ခါကျတော့နောက်ပုတ်ကအရင်တင်ထားတဲ့ပုတ်က view မတက်တော့ဘူးအဲ့လိုခုပြလာတဲ့ပုံစံလို့ဒါဒီတိုင်းပဲသွားနေမှာသူကကို follower တဲ့မြေတယောက်2ယောက်လောက်လာပြီးတော့ comment တွေရေးမယ် like တွေပေးရင်တော့နည်းနည်းတော့တက်လာရင်တက်လာမှာပေါ့နော်ဒါကတော့အဲ့လိုမျိုးတက်လာဖို့ကလည်းကိုကအပြန်လာလင့်လှုပ်ထားဖို့လို့ချိုးတွေကကြတော့ဒီလူပါတင်ထားလဲအဲ့လိုဝင်ကြည့်တဲ့အခါမှာကျွန်တော်တို့ဆိုရင်အများတိုင်းဒါကိုရင်းနေတဲ့လူတွေအများတိုင်း like ကြည့်တယ်ဒါပါတွေတင်ထားလဲဒါသူ like သဲလာပေးလို့ရှိရင်ကိုကသူ့ပေါ်တဲ့ဝင်ကြည့်ပြီးတော့သဲလေးတွေသွားပေးတယ် comment လာရေးလို့ရှိရင်ဒါ comment ရေးထားလို့ရှိရင်သူ live ပေါ်မှာရှိနေတာပဲဆိုပြီးတော့သူ့ဗီဒီယိုလေးတွေပွားပြီးတော့ကြတော့ဒါ comment လေးတွေသွားရေးပေးတယ်ဒါကအပြန်လာပေါ့နော်ဒီလိုမှအပြန်လာမလုပ်ဘူးဆိုရင်ကိုစီမှာလည်းရဖို့မမျှော်လင့်နေပေါ့နော်ထိုင်ဆောင်နေသူတွေကြတော့ဒီ follow to follow ပဲ like ပြောနေတယ် like ရေးနေတယ်ကိုကကြတော့ဘာမှမပေးချင်မနဲ့အဲ့လိုပြောနေုံနဲ့ကျွန်တော်တို့ဘာမှဖြစ်လာမှာမဟုတ်ဘူး view လည်းတက်လာမှာမဟုတ်ဘူး follower လည်းတိုးလာမှာမဟုတ်ဘူးတကယ်လို့ကိုကနေပြီးတော့ follower ကတော့ dot shot တင်တဲ့အခါမှာ follower တိုးလာရင်တိုးလာမယ်ဒါပေမဲ့ view တက်လာမှာမဟုတ်ဘူး follower ကတော့ကြိုက်တဲ့လောက်များပါစေ view မတက်လာတဲ့အခါမှာကျွန်တော်အနေနဲ့ဒီ like share comment တွေမရှိတဲ့အခါမှာဒီဝင်ငွေရလဲကျွန်တော်တို့မှာတိုးလာမှာမဟုတ်ဘူး follower တီးတန်းနဲ့ပိုက်ဆံတိုးလာတာမဟုတ်ဘူးကျွန်တော်တို့ view တွေ like တွေ share တွေသဲတွေဒါတွေကနေပဲသူကနေပဲပိုက်ဆံပေးလိမ့်မယ်တခုလို့ရှိရပါတော့ကျွန်တော် chat line တွေ group တွေမှာဒီခေါ်လောက်ပြီးတော့ခါကြတော့ပြောမှဆိုလို့ရှိရင်ပြိုင်ပွဲတွေလုပ်ပြီးတယ်ဒါ chat line တွေလုပ်တော့ဗောနော်ပြောမှဆိုလို့ရှိရင်ဒီ group တွေကနေပြီးတော့ပြောမှဆိုရင်ပသေးတွေကနေဗောနော်ပသေးတွေကနေပြီးတော့သူတို့မှရှိတဲ့ပိုက်ဆံတွေကိုခင်ဗျားတို့အလကားပေးရင်တော့ရရင်ရလိမ့်မယ်တကယ်လို့ကိုကအဲ့ဒီလိုမျိုးလဲသူတို့ကိုလည်းဘာမှကိုက support မပေးဘဲနဲ့ဒါအလကားရဖို့ဆိုတာတော့ဖြစ်နိုင်မယ်ဆူတောင်းကြပါတော့ဒီတော့ကျွန်တော်ပြောချင်တာကလူရင်းသူရှင်းပဲပေါ့နော်ကို view တက်ချင်လို့ရှိရင်ကိုကအပြန်လာတဲ့ဒီလောက်နောက်ပြီးတဲ့ခါကျကိုဗီဒီယိုကိုလည်း view မတက်သေးပဲနဲ့1000မကျော်သေးပဲနဲ့ကိုဗီဒီယိုဒီတိုင်းမပြည့်တာနဲ့ကိုအရင်ဆုံး3-4ခေါက်လောက်ကြည့်ပေးပေါ့နော်ကြည့်ပြီးတဲ့ခါကျတော့သူများကိုလည်းဒါ like တွေပဲတွေသွားလုပ်ပေးဒါဆိုလို့ရှိရင်ကိုရဲ့ဗီဒီယိုလည်းသူများကြည့်ပေးလိုက်မယ်လဲတွေလာပေးလိုက်မယ် comment တွေလာရေးပေးလိုက်မယ်ဒါမှအပြန်လာဖြည့်ပြီးတဲ့ခါကျတော့ကိုဗီဒီယိုကလည်းဒါ view တွေတိုးလာမှာပေါ့နော်ဒါလေးကြံပေးတာပါကျွန်တော်လည်းဆရာမဟုတ်ဘူးကျွန်တော်လေးလိုက်ရင်လည်းကျွန်တော်ပြပြတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးဆင်ပြေကြပါစေ